ကြံခဲ့နော် ပြန်လို့ အေးဟုတ်ပြီငါဘုံဒါမှကြံလဲဟိုစက်ကလည်းနှိမ့်ရတယ်ကွာဟိုကြောင့်မှားမှဆိုလို့လေ မဟုတ်လို့မရဘူးလို့လို့ ဦးကျင်လေးအသက်50ငွေကြိုက်၍သေး အေးအဲ့ဒါ နောက်မိန်းမရှိ ပရမမိန်းမနဲ့သား2ယောက်ရှိဟုတ်တယ်နော် ဟုတ်တယ်အဲ့လိုလို့ လွယ်လေးပါမင်းရလေ မမားစင်းနေ မမားတော့ဘူးတကယ်ကြီးမမားတော့ဘူးအော်မင်းရလေကွာပရမတ်ခါလည်းဒီမှာထိုးခံပြီကွာမားချင်းမဘယ်ရတော့မလဲမင်းဟုတ်တယ်မလားအော်အားကိုတဲ့တကယ်ကြီး ဟုတ်ပြီနော် โอเคလာ သွားမယ် သွားမယ် ငါဖေနဲ့တွေ့ရမှာကျင်းတည်တယ်နော် အော်ကျင်းတင်လို့လဲဆရာကိုလည်းရောက်လာတယ်ဆရာကိုလည်းမရောက်နေပြီဥစားကျင်းနေတာပေါ့ ကျင်းတည်တယ် မားပါဆိုလို့တေချောင်းမေး အမားဆရာအကြောင်းမရှိဘူးမားဆရာအကြောင်းကိုမရှိတာဆရာတိကြတယ်သိကြတယ် ဟုတ်ပါလောက်ပါ ဟုတ်ပြီငါကိုတို့ညီလေးပြောတော့မယ်နော်ငါကို ဒီတိတ်ရွယ်နဲ့ဒီတိတ်ရွယ်ဗျာ တို့နေလူဖိုက်ဒီငါကြောက်တယ်ကွာ ကျုပ်စင်မမလူလာကြီးကိုဥစားရှိတယ်လုံးတော့လေဝင်းညင်ဒီကစားနေတာဥညင်ပါအဲ့ ကဲငါညီတို့ကဆရာကိုမယုံဘူးမလား မယုံတာမဟုတ်ပါဘူးကျင်းတည်အောင်လို့ကျွန်တော်တို့ကမေးကြည့်တာ တေဆုံးသွားသူကဦးကျင်လေး ဦးကျင်းလေးဟုတ်ဦးကျင်းလေးသမှန်တယ်ဦးကျင်းလေးသမှန်တယ် အသက်50မှာဆုံးပါသွားပါတယ် ဟုတ်လား 50ဦးကျင်းလေးမှန်တယ်နာမည်လည်းမှန်တယ်အသက်လည်းမှန်တယ် ဆရာဝင်းလို့ရပြီဆရာဟိုဝင်းညင်လက်ကိုလို့ရပြီဆရာ စင်သေးဖြစ်ရင်ခေါ်လိုက်တော့မယ်နော် ခေါ် ဒါ စင်သေးဖြစ် ပြုံးလား ခေါ်ပါ အာယုံလေးပြုတ်တာအာယုံလေးပြုတ်တာနော် ရပါတယ်ကြိုင်းမယ် ကဲတင်ကိုလို့လေးဘယ်မှကြောက်စရာမလိုလားကြီး အာယုံပြုတ်ခိုင်းတာတော့သူကမပြုတ် ပြုတ်တယ်လို့ရတယ်ကိုက ဟိုအချိန်သိမရအောင် မဟုတ်ဝင်းညင်နေနေအဲ့လိုဟိုမလိုအလားအ